Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Thamma Sambuddhassa Usha Taro Miro Along Mimiro Chandare Iria Bone Taine Mavi Taro Ogu Finja Taima Tembelengue Chai Taine Madi Low Machiva Yavadi Savagleri Kainava Sayaleri Along Kainame Senelo Rama Bokuma who 99 Dene Dandoya Jauza Shikune Nerola Zan Naya Karene Nadam Jagune Novembala Nasatayani Manet Shinai Diri Jay Mazade Yango Dame Yango Adagade Jana Jamumia Mia Washi Yama Digene Yaula Jare Udine Tari the Midega Kurane Benedane Kurana Serena Kunaga Siamadia, Kuran and Nevia, Kuro Seran Zubala. You debate the Siania, Daipong when you are like, oh, that a chimbani luba, no. Ajin. But you're all, Diguia, Danga, Dangaluvia, Ada the eye.
အဲ့ဒါလောအဲ့ဒီကိုရံသို့မဟုတ်10ရန်သို့မဟုတ်ကိုရံရော10ရန်ရောအဲ့ဒီသားလေးတွေသမီးလေးတွေအတွက်ဘုံဘုံပြောပြမှာကလိမ္မာစမ်းပါကလေးပါတယ်လေဟေးဘုံဘုံကလည်းလိမ္မာစမ်းပါကလေးရဲ့ဆိုတော့သားတို့သမီးတို့ကခုတော့မလိမ္မာတာကြနေတာပဲအဲ့လိုတော့လည်းမဟုတ်ပေါ့လေသို့တော်လည်းပဲလိမ္မာပြီးသားလူကိုပေါ်လိမ္မာအောင်မလိမ္မာသေးတာလိမ္မာအောင်ပြောပြဖို့လူကြီးသူမတွေမှာတာဝန်ရှိလားမရှိဘူးလားရှိပါရဲ့ပြောသားတို့သမီးတို့အားလုံးမုံကြည့်သားတို့သမီးတို့လို့ခေါ်ရင်ကြိုက်လားညီလေးညီမလေးလို့ခေါ်ရင်ကြိုက်လားမပြောသမောင်ခင်ဗျားတို့နဲ့ကြုတ်ကဘယ်လောက်အသက်ကွာလို့တော့ကြိုက်ကြည့်ပါဦးအမကအမြန်အဖိုးကြီးရနေတာပဲဒီကနေ့ပြောရတယ်ဆရာဆရာမတွေကကောလူကြီးသူမတွေကကောရှင်ဗျာတဲ့ကလေးလေးတွေတရားဟောပေးသမှာဒီနေ့ခေတ်ကလေးတွေကစိုးတယ်ဘယ်လိုပြောလဲမိဘတွေရောဆရာဆရာမတွေရောသားတို့သမီးတို့ကောင်းတယ်လို့ထင်တာလားစိုးတယ်လို့ထင်တာလားအဲ့ဒါသားတို့သမီးတို့လက်ခံနိုင်လားမခံနိုင်နဲ့ဘုံဘုံလည်းမခံနိုင်ဘူးဟုတ်တယ်လေကိုသားကိုသမီးတွေကိုဘယ်စိုးတယ်လို့ပြောဘယ်ခံနိုင်မှမတော့ဘယ်ခံနိုင်လားဟေးမခံနဲ့ဘုံဘုံလည်းမခံနိုင်ဘူးသားတို့သမီးတို့ကိုစိုးတယ်လို့ပြောတာခံကိုမခံနိုင်ဘူးဘုမသားကိုကဲသားသားတို့ကမစိုးပါသမီးတို့ကမစိုးပါကြည်ဆိုသမီးတို့ကမစိုးပါကလေးဆိုတာနားမလဲတာနားမလဲသေးတာပြောပြပါနားလဲသွားအောင်ပြောပြပါဘုံဘုံတိုင်ပေးတဲ့ကြပြလေးရလားသို့သာသာတို့ကမစိုးပါသမီးတို့ကမစိုးပါခလေးဆိုတာနားမလဲတာနားမလဲသေးတာပြောပြပါနားလဲသွားအောင်ပြောပြပါဘယ်နှကြောင်းလုံးဘယ်နှကြောင်းလုံးရဆုံးမဟဲ့လက်လက်ရှိတာသာသာတို့ကမစိုးပါกายစာကြောင်းလေး၅ကြောင်းတော့မရအောင်အကျင့်ပါလို့သားတို့သမီးတို့ကိုကျောင်းလာတက်တာကပညာတက်ရှင်လို့လားမတက်ရှင်လို့လားဘာလို့ပညာသင်ရတာလဲဆိုတော့လူဆိုလို့ပညာသင်ရတာဘာမို့လို့သင်ရတာလောကမှာ၃မျိုးရှိတယ်ဟေ့အားလုံးမဲ့လူဆိုတာကလူရယ်ဘယ်နှမျိုးလဲဘာလဲလူရယ်လူဆိုတာကတရားဓမ္မနဲ့ပြောမယ်ဆိုရင်တော့လောဘတွေဒေါသတွေမောဟတွေမာနတွေနဲ့စိတ်ဥစ္စာယရနာတွေသူများပိုင်ဆိုင်တာတွေကိုလူနေတာပေါ့ဒါတို့သမီးတို့ဆိုလို့ရှိရင်လည်းပဲတဏှာရဖို့နေရတယ်လူဟဲ့ဘုံဘုံကြောက်မယ်လေလူပဲအဲ့တော့စီးပွားရေးတွေအခုသားတို့သမီးတို့ကိုရန်10ရန်ဆိုသိပြီဘေးနားမှာပတ်ဝန်းကျင်မှာစီးပွားရေးကြီးပွားရေးလုံးနေတဲ့လူလို့ဆိုရင်ဟာနေရာလေးတနေရာရဖို့ဘယ်သူမှဘုံမထားဘူးဟေးအမွေရမယ်ဆိုလို့ရှိရင်တော့အမေတော်မှနေမကောင်းရင်ခေါင်းနဲ့ဖိကျင်တာအမွေရအောင်လို့အဲ့လိုတရားသောနည်းနဲ့ရောမတရားသောနည်းနဲ့ပါမိမိရဲ့ပတ်ဝန်းကျင်ချင်းတွေကိုမရအောင်လုပ်ယူရင်အဲ့ဒါလူဘာတော့နောက်တစ်ချုပ်ကလရေနှချောင်းငင်တစ်ပင်လေးတွေမနဲ့မိုးလင်းလို့ရှိရင်အညွန့်လေးတွေတလူနဲ့လွင့်နေတယ်လို့
နာဂတ်မှာသားတော်သမီးတို့ကဆရာဝန်တွေဟဲ့အင်ဂျင်နီယာကြီးတွေဟဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟဲ့တီလိုဖုံးကြီးတွေဟဲ့ထင်ပါဦးဒါတော့နော်ဘုန်းကြီးဝဲမဲ့ကောင်လည်းတကောင်မှမြင်ပါဦးငါအဲ့လိုအညွန့်နေတလူလူနဲ့လွင်းနေရင်လူဘာလဲအေးအာယုံ၅ပါးကာမဂုဏ်တရားတွေထဲမှာပဲဘာညာကွိစီကွာစားတွေထဲမှာပဲပျော်ပြီးတော့လူနေတော့လူဒါတို့သမီးတို့ကစာဝါဒနာပါတာလားတခြားဝါဒနာပါတာလားအလုံးပြောဟဲ့စာပေကိုဝါဒနာပါတာလားတခြားဝါဒနာပါတာလားကျောင်းစာကိုဝါဒနာပါတာလားဘောလုံးညာနဲ့ဖတ်တာလားအလုံးမုံကြည့်တာဘုံဘဘုချုပ်စိတ်ခက်တီတွေပဲတတိယကောင်းသလားတိမ်အောင်မြင်နေသေးဒါတို့သမီးတို့ဟိုကြပြားလေးတော့ဖုံဆိုပြလို့ရှိရင်ဒါတို့သမီးတို့ရရင်လိုက်ဆုံးပါလားဘုံဘက၄တန်းကျောင်းသား၄တန်းကနေထွက်လာတာသစ္စာအစ္စာဧဘုခအဲ့ဒီလောက်ပဲတက်တာအဲ့လို this is a book လို့ပြောတဲ့နေရာမှာ this is a book လို့မပြောတတ်တော့ဘုန်းကြီးတို့ဘာကစာအုပ်ကြီးကိုင်ပြီးတော့ကြက်တယ်မင်းင်းစာအုပ်ကြီးကိုင်ပြီးတော့ this is a book မှားတော့မှားလားမမှားဘူးသို့တော်မှန်တော့မှန်လားဟာဘုန်းကြီးမှန်နေမှားနေပြီဗျာဆိုကျူရှင်စရာတယောက်ကလာပြောတယ်ဟေးကောင်ငါကအကျင့်ပါနေပြီကွာပါနေတယ်ဒါတော့သမီးတို့ကကိုင်ခက်ညံ့ညံ့လူတွေဖြစ်ချင်တာလားထိတ်တန်းအာဇာနည်တွေဖြစ်ချင်တာလားဒါတို့ကဘာဖြစ်ချင်တာလဲအာဇာနည်ဒါတို့ကဘာဖြစ်ချင်တာလဲသမီးတို့ကရောဆောဆုခင်ဘုံလိန်တော့မပြောနဲ့ဘုံအမုန်းဆုံးကလိန်တာပဲလိန်ပြောတဲ့လူကဘာဖြစ်လဲဆိုတော့ဖြစ်လျာဘဝစတိုင်ဇောစတိုင်တခေါ်ကြီးတွေဖြစ်တဲ့လိန်ပြောရင်ဘာဖြစ်တယ်လဲသားတို့မသားတို့မင်းတို့စဉ်းစားစမ်းမင်းတို့သားတို့နဲ့သမီးတို့ကဘယ်သူကပိုလိန်ပြောတာများလဲဟိုကဲအားရကောင်တွေခံရပြီဟိုမှာသွားဝိုင်းអော်တာမင်းသားတွေကလိန်နေတယ်ကဲလေးတာကိုကလေးလန်တာကိုကဲသားတွေနဲ့သမီးတွေနဲ့ဘယ်ဟာပိုလိန်တာများလဲမင်းတို့ကနောက်ကြနေတာကိုစားတယ်ကြောက်လို့ရှောင်းနေတာမဟုတ်ဘူးလားအဲ့တော့မလိန်နဲ့လိန်ပြောရင်သခေါ်ကြီးဖြစ်တယ်သခေါ်ကြီးဆိုတော့ကြားလို့မကောင်းဘူးရင်လေးပြောသခွာသည်ငပိနဲ့တို့စားလိုက်အေးရောလိန်တော့မလိန်နဲ့အမှန်တိုင်းပဲပြောမှားဘုံကခွင့်လို့တဲ့အေးစေးပဲကြိုင်ကြပြလေးတစ်ပုဒ်နားထောင်အောင်အာဇာနည်ကြောင်းဇာတိနမောက်မကွဲခရိုင်စိုးလေပြည်ကြမြာခုတိုင်ချမ်းချမ်းခိုင်တဲ့ဇာနီဝါအဲ့တော့ကလေးလေးတွေ၄တန်း၅တန်းလေးတွေသင်လို့ရှိရင်ဟောခေါ်တယ်ခေါင်းမိုးတော်ပြိုးကြမတတ်ပဲအခုတော့မေ့တီတီဖြစ်နေတော့ဇာတိနမောက်မကွေးခရိုင်တိရမြာခုတိုင်ကြမ်းကြမ်းခိုင်တဲ့ဇာနီဘွားမိခင်ဒေါ်ညို့သားငါအဖေကဒေါ်ညို့ကွာသူလည်းဒေါ်စုပဲငါလည်းဒေါ်ညို့ပဲဘယ်ရမလဲဟုတ်တယ်သူလည်းအာဇာနည်ဆိုရင်ကိုယ်လည်းဆိုင်းခန့်လိုက်တော့ဖြစ်ဖို့ကောင်းတာဖြစ်ဖို့ကောင်းတာပြောပါတယ်ဖြစ်တော့မဖြစ်ပါဘူးအဲ့တော့သားတို့သမီးတို့က
ယောက်ျားကောင်းအာဇာနည်မိန်းမကောင်းအာဇာနည်ဖြစ်အောင်ငါတနေ့ကျရင်လူတော်လူကောင်းဖြစ်အောင်လုပ်ကိုလုပ်မယ်လို့တွေးကိုတွေးရမှာလူဆိုတာကမိမိပိုင်ဆိုင်ခွင့်မရှိတဲ့အရာဝတ္ထုတွေကိုကိုမပိုင်ဆိုင်သင့်မှန်သိပါလဲကနေတရားသောနည်းနဲ့ရောမတရားသောနည်းနဲ့ပါမရရအောင်လုံနေတာကိုဘာခေါ်လဲလူဟုတ်လားအာယုံ၅ပါးကာမဂုဏ်တရားတွေထဲမှာပဲပြောပြီးတော့ကိုယ့်အလုပ်ကိုမလုပ်ဘဲနဲ့နေရင်လူဘာလဲလူလိမ့်နေတာတာတို့သမီးတို့ရေသမဝဲနိဗ္ဗိယထဟာလို့အမေနှိုးလိုက်လို့ကြောင်းလာတာလားလာရင်လုံးလာတာလားလိန်ပြောရင်ဟာတိပိတာလိန်ပြောရင်တခွားသီးချင်မှာပဲဒီရုပ်တွေလားစောကြီးထားလာမှာအမလေးအေးအမေကအတင်းနှိုးလို့လိုက်လို့လာတဲ့ဟိုင်တာတချို့ကလည်းကျုပ်ကမှလေတနခါတော့မလေးအောင်မျက်နှာပြောင်နဲ့အဆက်မရှိတရက်စီဒီလိုတော့ကွာအစမင်းတို့လည်းသားတော်သမီးတို့လည်းမနဲ့စောစောခါတိုင်းလည်းကျောင်းမှာစိုးနေကြသချင်းလေးတွေပဲဘုံဘုံတို့လည်းသချင်းဆိုရတာဝါသနာပါတယ်ဘုံဘုံကဖြစ်ချင်တာဇမင်းသားဖြစ်တာဘုန်းကြီးကတော်စိတ်နာလို့ကိုမဆုံးတော့သားတော်သမီးတို့နဲ့ကျုံလုံးလေးသချင်းလေးတွေဘယ်လောက်ဆိုရရင်မကောင်းလားရရင်လိုက်ဆိုမှလားဒီကောင်မလေးငါ့ကိုချစ်တယ်ချုပ်ပြီးတော့အဲ့ဒါဆိုမှမဟုတ်ဘူးလို့ကဲနားတော်ဟိတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေမြတ်လူခသိတို့မြေပြည်တော်သူငွေမြေပြည်ရမေအရိဓံပြုကလေးဟိသိသို့လေကဝါကျေကျေးဇူးတင်ပါတယ်နော်အဲ့တော့သားတော်သမီးတို့လူဆိုတာကတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေဒါဘု து ပြည်လေရေပြောသမှာအင်းရောင်ရောင်နဲ့ဒါဘု து ပြည်လေဒါဘု து မြေလေတို့ပြည်တို့မြေကြီးကိုတခြားပိုင်ပါလားတို့ပဲပိုင်တာလားတို့ပိုင်လို့ရှိရင်ဒီမြေဒီကြီးကိုထိနိုင်အောင်မင်းတို့ငတုံးကြီးတွေဖြစ်လို့မရဘူးပြောမယ်သားတော်သမီးတို့ကငတုံးဖြစ်ချင်တာလားငချုံဖြစ်ချင်တာလားကိုငတုံးကြီးတွေလားငချုံကြီးတွေလားဘာချုံတာဘယ်နာချုံတာသမီးလေးတွေကမှလက်သေးလေးတွေချုံလို့ရတယ်နင်တို့ကဘယ်နာချုံတာလဲသပင်ကောတော့ပြီးချုံလာပါကြာသာနေဝင်းလို့အဲ့တော့ဒါတော့သမီးတို့ငချုံကြီးတွေဖြစ်ချင်းပညာတတ်ရမယ်ဟိဘုံဘုံပြောချင်တာအကြောင်းအရာ၃မျိုးတည်းရှိတယ်၁ပညာတတ်ရမယ်၂အကျင့်စာရိတ္တကောင်းရမယ်၃ဘာသာတရားကိုင်းဆိုင်ရမယ်ပြောဟိ၁ပညာတတ်ရမယ်၂၃မဘုံဘုံကြည့်တာ၁လေးလံဒါ၁၂သုံးဒါတို့လောကမှာပညာတတ်ရင်လူတော်လို့ခေါ်တယ်အကျင့်စာရိတ္တကောင်းရင်လူကောင်းလို့ခေါ်တယ်ဒါတို့လူတော်ကအရေးကြီးလားလူကောင်းကအရေးကြီးလား
မင်းတို့လူတော်နှစ်ခုလုံးရေးကြည့်တယ်အဲ့လိုဂျာနေဝါဒလုပ်နေလို့မင်းတို့ဒုက္ခရောက်နေတာအထီးဆိုအထီးဘောကအမဆိုအမဘောကဟိုမရောက်ဒီမရောက်နေအင်းကြောင်ကြောင်နဲ့ခံတူးတွေဟုတ်တယ်ဒီလိုလို့လူတော်ကအရေးကြီးတယ်လို့ယူဆတဲ့ပုံကများလက်ညှိုးထောင်ကင်မရာမန်နေတော်တော်လေးမောင်တင်းဟိုမှာမောင်ကျောင်းသားတွေလက်ညှိုးတွေလက်ကြည့်တာဟာဒါလူတော်အရေးမကြီးဘူး1ယောက်2ယောက်3ယောက်5ယောက်အယောက်9ယောက်လောက်မှာလူတော်ကအရေးကြီးတယ်လို့ယူဆတာ9ယောက်လောက်ပဲရှိတယ်ဆိုတော့ကျန်တာငတုံးကအရေးကြီးတယ်ဆိုတဲ့သဘောပေါ့ဟာလက်စားတတ်ငတုံးအုပ်စုကြီးတွေကိုတော်ပါပြီမှားပါတယ်9ကိုကလာဟောမိရ9ကိုကမှားပါတယ်ကဲလူကောင်းကအရေးကြီးတယ်လို့ယူဆတဲ့လူတွေညှို့ထောင်ဟာအေးအခုဒီမှာလိုက်ဖြစ်ရမယ်ဟေးလက်ကျိုးတွေဖြတ်ပြီးရောင်းစားရုံပဲလူတော်ကအရေးကြီးတာလားလူကောင်းကအရေးကြီးတာလားသားတော်သမီးတို့စဉ်းစားနော်သာသနာ့လို့ခေါ်တယ်ကိုရီကိုသွေးရတော့ကောင်းတယ်ငါးပါးတိလိုက်ရတော့လိုက်တာအမျိုးကိုချစ်ပါရဲ့ဘာသာကိုချစ်ပါရဲ့သာသနာကိုချစ်ပါရဲ့တို့တိုင်းတို့ပြည်တို့ရတို့ရွာတို့သားတီတို့နိုင်ငံကိုသိက္ခာရှိအောင်လုပ်ချင်ပါရဲ့ဒါပေမဲ့အဲ့လူကဝါလုံးပုတ်လောက်ရေးတောင်မသိတဲ့ငတုံးကြီးကောင်းလားကောင်းပါဘူးခုနကတော့လူကောင်းကကောင်းနေဆိုလူတော်ဖို့မလိုဘူးဆိုBA ဝဲရတာနဲ့စာရင် MA ဝဲရတာမကောင်းဘူးလား MA ဝဲရတာနဲ့စာရင်ဒေါက်တာဝဲရတာမကောင်းဘူးလားဒေါက်တာဝဲတဝဲရတာနဲ့စာရင်ဒေါက်တာဝဲ10ဝဲလောက်ရပိုမကောင်းဘူးလားနောက်10နှစ်လောက်ကြာတဲ့အခါမှာသားတော်သမီးတို့ရဲ့ဟောဒီကျောင်းစာသင်ခန်းမှာဘုံဘုံကဒေါက်တာအာသရဆိုပြန်လာခဲ့ယုံလားမင်းကခေါင်းရက်ပြမယုံဘူးတဲ့ကြပြောမယ်သားတော်သမီးတို့ကကလေးတွေလားလူကြီးတွေလားမှားလို့ရင်ဘုံဘုံတို့လူကြီးတွေကခွင့်လို့ပေးရမှာလားမပေးရဘူးလားပြန်မေးမယ်သမီးတွေပဲဖြေသမီးတွေပဲဖြေအထီးတွေမဖြေနဲ့အမတွေပဲဖြေသမီးလေးတို့ကဟိုကလေးတွေကလူကြီးတွေလားဒါတော့ငုံကြည့်တယ်ကလေးတွေမင်းတို့သောတဲ့ကြည့်ကျင်နေတာဗာငါသိပါတယ်ကလေးတွေနဲ့ဘုံဘုံရေးရောက်တော့ကလေးတွေပေါ့သူတို့ချင်းကြတော့ကိုကျမကိုခြာတိတ်လို့မခေါ်နဲ့နာမည်ရှိတယ်မကြိုက်ဘူးသိရလားကိုတဲ့ကျမရက်ရှင်းတိုက်ကြည့်မလားမိကနီးပြီဒါကလေးလားမရှိဘူးလားဘုန်းကြီးရတော့ကလေးတွေတဲ့သူတို့တက်ချီရကြတော့တက်နေတာမြစ်တာအောင်မရှိဘူးအဲ့တော့သားတော်သမီးတို့မတ်လူတော်ဖို့ရေးကြည့်လို့သားတော်သမီးတို့ပညာသင်နေတာပေါ့မလို့လားဘုံဘုံကပညာကိုသိတာကိုပညာတက်တဲ့လူသိနေရပေးတယ်ပညာရှင်တိုင်းချစ်တယ်ပညာမတက်တဲ့ငတုံးဣအောင်ဝါကလေးကချေအုတ်ကြမြက်ပေါက်အလေးနာတော်အနှုတ်ဆုပ်ဂုံးဆုပ်ပါကျန်သေးတယ်အေးအဲ့လိုကောင်းပြီးတော့ sorry ပဲသွားသမားတွေ့လားနောက်ကဘုံဘုံရဲ့စာတမ်းကိုဖတ်လိုက်တယ်ဗါတယ်လေဓမ္မသဘင်မဖတ်နဲ့ရှေ့ရပါတယ်လေဆရာတော်မဖတ်နဲ့ရှေ့ရပါလေဒါပဲလေသားတို့သမီးတို့ဘွယ်လေးတစ်ဘွယ်ရဖို့ရေးတော်မှာပဲကုံပြီးတော့မှယုံပြီးတော့မှဟုတ်တယ်မလားဟာစာကိုမကြက်ချင်လဲကြက်ချင်လဲကြက်နေရတဲ့အချိန်မှာကြည့်လိုက်စမ်းပါတဲ့တော့ပြောချင်သေးတုံးဘာပြောလို့ရပါလဲကတုံးကြီးတွေခံကြပေါ့ကတုံးကြီးတွေကတုံးပါကြီးတွေအဲ့တော့သားတို့သမီးတို့မှတ်ထားပညာဟာဘဝမှာသိရေးကြည့်တယ်သင်ခြင်းလဲသင်မသင်ခြင်းလဲသင်
ဒါလို့သမီးတို့ကပညာတတ်ဖို့အရေးကြီးလားမကြီးဘူးလားပညာသင်ပေးတဲ့ဆရာဆရာမတွေစကားနားထောင်ပြီးတော့ပညာမတတ်တတ်အောင်သင်ကိုသင်ရမယ်ဒါလို့သမီးတို့သင်ခြင်းလဲသင်မသင်ခြင်းလဲဘာဖြစ်လို့လဲဆိုတော့ပညာပြုံးမယ်ပညာဆိုတာပညာပဆိုတာကွဲကွဲပြားပြားခြားခြားနာနာသေးသေးခြားခြားတိတိကျကျရေးရေးရရပြည့်ပြည့်စုံစုံညာသိတယ်ပညာဘယ်အရာမဆိုကွဲကွဲပြားပြားကြာကြာနာနာတိတိကျကျသေးသေးခြားခြားရေးရေးရရပတ်ပတ်နက်နက်ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ဘာကြသေးလဲဟာအဲ့လိုသိရင်မခေါ်လဲအဲ့လိုမသိဘဲနဲ့တဝက်တစ်ပြက်သိခိုးချအဲ့ထဲဒီဘက်ကစာရွက်လေးထွက်လာပြန်ဒီဘက်ကဆီယာမဖမ်းလို့မိသွားတော့ဒီဘက်ကထွက်လာပြန်ဒီဘက်ကထွက်လာပြန်တော့ကော်လန်လေးကထွက်လာပြန်ဒီဘက်ကဖမ်းလိုက်ပြန်တော့ဂျန်ညာတွေကထွက်လာပြန်ပြီးတော့ဘောင်းမီအလေးတွေကထွက်လာပြန်ပြီးတော့ဘုဗ္ဗနက်တွေကထွက်လာပြန်ငါသိတယ်မင်းတို့လောက်တာလေသိတယ်မင်းတို့ညက်တာသိတယ်သူတို့ဘယ်နှညက်တယ်ငါမသိဘူးအဲ့လိုလုပ်သေးလားကဲပညာစကားလုံးပြောတဲ့ဗားနဲ့လေကဲသားတို့သမီးတို့ပညာရှိလားမရှိလားဘုံဘုံပြောမယ်လောကမှာအယောင်ဘယ်နှမျိုးရှိလဲအတန်းကြောင်မှာဘယ်လိုသင်ရလဲအယောင်ဘယ်နှမျိုးအဖြူရောင်နီရောင်ဝါရောင်ပြာရောင်ခရမ်းရောင်မရမ်းရောင်အသေးခွဲရောင်ဘယ်နှယောင်ရှိတယ်လို့သင်ရလဲကဲဆရာမတို့ကိုရမဲတွေကိုကြည့်ကြဘယ်နှယောင်ရှိမှန်းတော့မသိတဲ့ဟာလေးဒါတွေကမြတ်ဆရာဝန်တွေဖြစ်ရင်ခင်ဗျားတို့ကျုပ်တို့ဘယ်နှစလင်းတော့ထိုးခံဖို့စဉ်းစားရမယ်အယောင်ဘယ်နှမျိုးရှိမှန်းတော့မသိဘူးကဲမတိုးကြီးတွေလားငချုံကြီးတွေလားမဘယ်နှယောင်ရှိမှန်းတော့မသိကောင်နေအခုမှငချုံတယ်တန်ကျက်ကကြာသွားတယ်ဟေးအေးသေးအဲ့တော့စဉ်းစားကြည့်တယ်အဖြူရောင်အနီရောင်ဝါရောင်အေးမင်းတို့ပြောတင်ကဲရောက်တော့ပါလာသေးတယ်ကဲဒါတို့သမီးတို့အတန်းကျောင်းမှာတော့လေဘာသာရဲ့အတန်းတန်းမှာလောကကြီးမှာအယောင်မနှမျိုးရှိပါသည်လို့သင်ခဲ့ရတာလားမသင်ခဲ့ရဘူးလားအခုမှတ်မိလားမမှတ်မိဘူးလားပညာသင်တယ်ဆိုတာမှတ်မိရင်လို့သင်တာလားမေ့ရင်လို့သင်တာလားခုတော့မှတ်မိလားမေ့လားနေ့တူကလူတွေဟာပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်အယောင်တွေမတွေ့ရဘူးလားအဲ့ဒီနေ့စဉ်အသုံးချမယ်အယောင်လေးတောင်မေ့ပြီဆိုတော့ဒါတို့သမီးတို့ကိုင်ဘာကြံအောင်ပါလဲဘာမှမကြံဘူးဟာဒါငတိုးကြီးတွေပေါ့ငါကမှားမိတာပါကိုင်ကြည့်ဟဲ့ဒါဘာရောင်လဲလောကကြီးမှာဒါတို့သမီးကြိုက်တဲ့ဟာကိုပြောတရားမရွေးရမယ်အယောင်9မျိုးတည်းကသို့မဟုတ်အယောင်15မျိုးတည်းကဘာရောင်ကောင်းဆုံးလဲကိုကြိုက်တဲ့အောင်ကိုပြောလေဘာရောင်ကောင်းဆုံးလဲဟမ်ရှူရောင်လီရောင်ဝါရောင်ဟောမင်းတို့ကကိုယ်ကြိုက်ချင်းမတူဘူးပေါ့နော်တခါပဲကြိုက်လေဘာလို့ခဏအပြာတွေရောဝါတွေရောလှုပ်နေရတာတော့စဉ်းစားတယ်သားလေးတို့ကြီးပဲတက်ဖြေဘောကတက်ဖြေသူအရေးကြီးတော့ပညာအပြင်ကနေညာဖို့သူအရေးကြီးတော့ဘူရိုက်ပြီဆိုတော့ပေါ်တင်ထားတာဘာမှမသိတဲ့လူတွေမို့လို့အဲသားတို့ကပြောတယ်အပေါ်ကလူသားတွေကပြောတယ်တယောက်နဲ့ပဲရွေးညီလူညာလူရွေးဘာရောင်ကောင်းဆုံးလဲဟုတ်ပြီโอเคကိုရောင်ကိုမှတ်ထားသမီးလေးတို့ဘာရောင်ကောင်းဆုံးလဲသူများသူလိုက်ပြူတာမှတ်ထားအယောင်တကအယောင်မှာဘာအယောင်ကောင်းဆုံးလဲဆိုတော့လင်းရောင်ဘာရောင်လုံးဒါပဲကွာအဲ့လေကောင်ခံညံကိုလေးရောင်ဆိုတာပြောတာမသိပါဘူးကွာငါလည်းကြားဘူးတာပါဒါလည်းမသိပါဘူးဘုန်းကြီးတွေဆိုတော့အဲ့တော့သားတို့သမီးတို့မှတ်ထားအဲ့လိုပညာကိုဉာဏ်ကိုလွှာပြီးသုံးနိုင်တာကိုပညာခေါ်တာ
ရောင်ဆိုဒီမှာ9ပါးရှိပါသည်ထိုရောင်ဒီမှာအနီရောင်ရှူရောင်ဝါရောင်ပြာရောင်ခရဲရောင်မရဲရောင်အဲ့လိုအဲ့ဒါပါဇက်ကကျက်တူရေးတင်လို့တင်တော့ခုသားတော်သမီးတို့မေ့ပြီမလားဘာအယောင်ကောင်းကောင်းမှောင်ကြီးမဲတဲ့ညတကောင်မှောင်ကြီးမဲတဲ့အဲ့ဒီအချိန်လေးမျိုးမှာဘာအယောင်ပဲဖြားထားမြင်လို့ရလားဘာအယောင်ရှိမှမြင်ရမှတ်ထားသားတော်သမီးတို့ပညာဆိုတာအဲ့လိုအလင်းရောင်လိုပဲလူမှန်ရင်ပညာကိုသင်ခြင်းရင်လည်းသင်ရမယ်မပြင်းရင်လည်းသင်ရမယ်အဲ့ဒါကိုပညာကိုဘာခေါ်လဲသားတော်သမီးတို့ရေးတယ် education ဘယ်လိုရေးလဲ education ဆိုတဲ့ပညာရေးဟာသားတော်သမီးတို့ဦးဇင်းတို့လူဘဝမှာတည်းရှိတာမဟုတ်ဘူးတိရစ္ဆာန်ဘဝမှာလည်း education ဆိုတာရှိတာပဲရှိတာပဲဟာတို့လူမို့လို့ပညာသင်နေရတယ်မထင်နဲ့ကြက်ကလေးတွေဆိုကြပါစို့ရှိကကြက်မကြီးကသွားတော့နောက်ကကြက်မကြီးကကိုကြက်မကြီးဘယ်လိုអော်လဲဟာလေကတကယ်ကြက်မကြီးပြောတာကိုဆိုနောက်ကကြက်ပေါက်သားလေးတွေကကွကောလေကောအေးပေါ်ကွာမင်းတို့မျိုးသားတွေကနော်မျိုးသားမျိုးသူမျိုးသားတွေကကြက်တော်ကောင်းမြင်ရမလို့အဲ့တော့ကွီဆိုနောက်ကလိုက်တော့ချက်ကလေးပေါက်သားလေးကနေပြီးတော့ပလင်းလေးကွဲလေးတွေပလဲပရိလေးတွေစက်ကူစားလေးတွေလည်းမစားကောင်းတဲ့ຢာလေးလည်းမြင်အောင်ကွီနဲ့နောက်ကအော်လဲအော်ရောရှေ့ကကျမကြီးကလဲကြည့်ဟဲငါသားလေးပလင်းခွဲတွေဒါစားကုန်သေတော့မှာပဲဆိုပြန်သွားအဲ့ဒီပလဲပရိလေးစီလေးကိုပလင်းခွဲလေးကိုနှုတ်သီးလေးနဲ့ထိုးပြီးတော့ဖတ်ဆိုဘက်ပြစ်လိုက်တယ်ဒါအဲ့ဒါမစားနဲ့လူတွေကိုခေါ်တော့ education ကြက်ကသင်ရတော့ education ကြောင်ဆိုပါတော့ကြောင်ကြီးရဲ့ကြောင်မရဲ့ကြောင်ပေါက်သားလေးတွေမှာကိုင်းအဝတ်စားလေးကိုလေဟာကြွက်ခုတ်တယ်လို့ပဲဟုတ်တယ်မလားအဝတ်စားလေးပဲဖြစ်ဖြစ်အဲ့ဒီဥစ္စာလေးကိုကြောင်မကြီးကဆွဲလိုက်နောက်ပြန်ဆွဲလိုက်ဟိုဆွဲလိုက်ဒီဆွဲလိုက်ဒါပေါ့တယ်ကြောင်ကကြွက်ခုတ်တဲ့နီးပညာကိုအဝတ်စားလေးနဲ့သင်ပေးနေတာဟုတ်လားကြောင် education ဘယ်တတ္တဝါဘယ်နေရာမှာပဲဖြစ်ဖြစ်တတ္တဝါရဲ့လို့တစုံတစ်ယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဟောဒီကမ္ဘာလောကကြီးမှာယက်တည်နိုင်မှုပညာဆိုတာကိုသင်ရမှာလားမသင်ရဘူးလားသင်ခြင်းမသင်ခြင်းသင်ရမယ်အလုံးတသနာလေးဆိုမယ်1အလုံးလိုက်ကိုကြိုက်တာကိုလို့ဆို3កောက်တော်ပြီအမလေးငတုံးကြီးတွေရဲ့ဒါငိုခြင်းနဲ့တစ်ဆိုရင်တစ်ပဲဆိုပါအဲ့လိုကဲကြီးမလုပ်ပါနဲ့တစ်ပဲဆိုပါဟဲ့ဆိုဟုတ်တစ်နှစ်ဖတ်တတ်လားသားတို့တွဲဟဲ့သံဟာတစ်ကကိုကြိုက်တာကိုလိုပဲခေါ်ရတာလေဘာတွေရောက်ဆိုနေရတော့မတုံးကြီးတွေတစ်ပဲပြန်ဆိုကိုကြိုက်တာနောက်တော့သားတို့သမီးတို့ကမိဘဆရာသမားတွေရဲ့ကြိုက်တာလောက်တာလားကိုကြိုက်တာကိုလောက်တာလားစာကိုကြက်ချင်လို့ကြက်တာလားသူများခိုင်းလို့ကြက်တာလားဟေးဒသနာစာကြောင်း15ကိုကြည့်15မြန်မြန်ကြည့်သူများခိုင်းမှလောက်တာ3កောက်သူများခိုင်းမှလောက်တာဒါတော့သမီးတို့တွေကကျွန်ဖြစ်ချင်တာလားသခင်ဖြစ်ချင်တာလားကျွန်ဖြစ်ချင်တဲ့လူလက်ညှိုးထောင်ပါအော်ဒါအကုန်လုံးသခင်တွေကြီးပဲပေါ့ဟာအဲ့ဒါဆိုလို့ရှိရင်ဘလူကတကယ်စီလဲတော့မှာတော့တကယ်သခင်ကြီးတွေသခင်မတွေတွေ့နေဟဲ့အဲ့တော့ဒါတော့သမီးတို့ဂိုင်အဖေတွေမေတွေကစာကြက်ခိုင်းမှကြက်တာလားကိုယ်သိဉာဏ်နဲ့ကိုကြက်တာလားဆရာမတွေကခိုင်းလို့ကြက်တာလားကိုကြက်ရှင်လို့ကြက်တာလားလိန်ပြောရင်ဩငပိရည်သာမိတော့မယ်ပြောမယ်
သားတို့သမီးတို့ဟိုဆရာဆရာမတွေမကြောက်နဲ့အေးစေးတို့အပြင်မှာနေတာကြောက်ဆရာမရှိဖုံဖုံရှိတယ်ရံများကိုရှင်းမယ်အေးစေးမကြောက်နဲ့ဆရာမတို့တပည့်ဆရာမကြီးတွေကိုလေချစ်တာရဲ့ကြောက်တာရဲ့ရိုးသေးတာရဲ့၃မျိုးရှိတယ်ဘယ်နှမျိုးလဲ၃မျိုးဘာတွေတခုပဲရွေးရမယ်ဟဲ့သားတို့ရဲ့သမီးတို့ရဲ့ဆရာဆရာမတွေကိုချစ်တာလားကြောက်တာလားရိုးသေးတာလားကြောက်တာတခုပဲရွေးမယ်ဆရာမကြီးတွေနားတော့ခင်ဗျားတို့ပေါ့သားအေးစေးကြိုက်တယ်လို့ပြောလက်မကြည့်နဲ့မလီမကြောက်နဲ့အေးစေးပါသူတို့ဘလို့နေအေးလက်မကြည့်နဲ့ဘုံပဲကြည့်ထားအာကိုသမ်းပါမိခင်တော်ညို့သားကဲတခုပဲရွေးမယ်သားတို့သမီးတို့ပြန်နားတော့မယ်နော်ချစ်တာရဲ့ကြောက်တာရဲ့ရိုးသေးတာရဲ့ဘာလဲကြောက်တယ်ဒါဆိုရင်ချစ်လဲကြောက်လဲကဲဆရာမကြီးတွေနားထောင်ဒါတွေသမီးတွေကခင်ဗျားတို့ဘက်မှာဘယ်လိုသဘောထားတယ်ဆိုတာနားထောင်နော်နောက်မှတောက်ရအိုးဖို့တောင်းဖို့မစဉ်းစားနဲ့ချစ်လဲကြောက်လဲကဲကောင်းရောဒါပဲဘုံဘုံရဲ့ဝါသနာကလင်မယားချင်းရတိုက်ဖို့ဝါသနာပါတယ်ကျောင်းသားနဲ့ဆရာမနဲ့တိုက်ဖို့ဝါသနာပါတယ်ဒါပဲနင်တို့ရံဖြစ်ရင်နင်တို့ပဲအရိုက်ခိုင်းရရင်နင်တို့ပဲဒါတော့ပြောမယ်ဒီเจ้าမှရိုက်သေးလားမရိုက်ရဘူးလို့ဥပဒေထုတ်ထားလေရိုက်လားဟုတ်ချစ်တာနဲ့ကြောက်တာဘယ်ဟာပိုများလဲဟုတ်တယ်ကြောက်တာကလေသူတို့မျက်နှာကြည့်ပြီးသူတို့ရဲ့သီလသမာဓိပညာတွေကိုကြောက်တာလားဒုက္ခကြောက်တာလားဆရာမကြီးတွေနာသောတာဆင်တော်မူကြပါကိုเจ้าကိုသိနင်တို့သီလသမာဓိပညာမကြောက်ဘူးတဲ့ပြောမယ်ဒါတော့သမီးတို့ကိုရိုက်တဲ့ဆရာဆရာမတွေဒီမှာရှိလားဟုတ်တယ်ဒါတော့ပြောလေပါဇက်ကမပါဘူးလားအာကြီးတွေကြောက်တတ်တယ်ဟေးပြောလို့မရဘူးအမေအဲ့ဒါတွေကြောင့်မင်းတို့အဲ့လိုဆင်းရဲနေတာပြောရဲဆိုရဲတတ္တိရှိသမ်းမှာဟုတ်မကြောက်နဲ့အေးစေးပဲအားလုံး free thanks ချက်တလို့တွေးလောလောလတ်အေးပဲအေးစေးပဲဟုတ်လား free speech ချက်တလို့ပြော okay ထောင်ကြမင်းတို့ကြမှာအဲ့တော့ဒါရသမီးတို့ရိုက်တဲ့ဆရာဆရာမကြီးတွေမပါဘူးလားရိုက်ရင်ကြောက်လားမကြောက်ဘူးလားအဲ့လိုရိုက်တာကြောက်လို့ရှိရင်လေရိုက်တဲ့ဆရာဆရာမကြီးတို့ဒါရသမီးတို့ကလေဆရာဟောလို့မခေါ်နဲ့တုတ်ကြီးတွေနဲ့လိုက်ပြီးတော့ကျိန်စက်ကြာနဲ့လိုက်ရိုက်လို့သူတို့စက်ကြာဒေဝီလို့ဒါတော့သမီးတို့ကြောင်းမှာစัจ जा ဒေဝီတွေရှိလားစัจ जा ဒေဝီရှိတယ်ရှိပါတယ်မသိလို့မေးကြည့်တာပါရောင်းမယ်ဒါတော့သမီးတို့ကလေးတွေကိုဒီကနေ့ပြောရတယ်စိုးတယ်တဲ့ကလေးတွေကိုဘာပြောလဲစိုးတယ်ကလေးတွေနဲ့လူကြီးတွေနဲ့ဘယ်သူကပိုစိုးလဲလူကြီးတွေဘယ်ထဲအမြခံစားချက်တွေပြင်းလာတယ်မသိဘူးဟေးဒါကြတော့တွေ့လိုက်တာဘုံဘုံကသားတော်သမီးတို့ဘက်ကလိုက်တယ်ဘုံဘုံလည်းကလေးဆိုတော့သားတော်သမီးတို့အခု10တန်းဆိုတော့အသက်ကြီးဆုံးချိန်နေရဘယ်လောက်ရှိဘူးဒါပါတော့အများဆုံး18ပေါ့မရှိဘူးလားလောက်လေ16နှစ်မှပေါ့ဟုတ်လား15ထားပါတော့ဘုံဘုံက15 35 35ဟမ်အဲ့တော့ကြီးတော့မရှိသေးပါဘူးနှစ်ခါ5ပဲရှိသေးတာအဲ့တော့ဒါတော့သမီးတို့ပညာတစ်ခုအဲ့လိုကလေးတွေကိုစိုးတယ်လို့ပြောနေကြတဲ့ဒီလောကကြီးထဲမှာဒါတော့သမီးတို့ကလေးတွေနဲ့လူကြီးတွေနဲ့ဘယ်သူကပိုစိုးဒါပေါ်သားတို့ထဲမှာရက်တော့တဲ့ကလေးပါလားပါဘူးအေးစေးပဲခိုင်သမီးလေးတို့ထဲမှာချဲထိုးတဲ့ကလေးတွေပါလားခိုင်9နှစ်သမီးနဲ့50အဖွားကြီးနဲ့ဘယ်သူကချဲထိုးလဲ50အဖွားကြီး
9 နှစ်သားကျောင်းသားလေးနဲ့50ယောက်ျားကြီးနဲ့ဘယ်သူကအရက်တောက်လဲ50ဘွားကြီးကရက်တောက်မလား50ရှိတဲ့လူကြီးကရက်တောက်မှာမင်းနဲ့ဘွားကြီးကရက်တောက်မလားဟာဘွားကြီးကဘီယာတောက်မှာပေါ့ဟုတ်လားအဲ့တော့ဒါတို့သမီးတို့စဉ်းစားကြည့်နော်အသက်9နှစ်ရှိတဲ့သမီးလေးကချဲမထိုးဘူးအသက်50ရှိတဲ့ဖွာကြီးဆရာမကြီးတို့ကြီးဖွာကြီးလို့ပြောရင်ဟုတ်လားစัจ जा တီဗီတွေမပြောပါနဲ့ပြီးတော့ချဲထိုးလားမထိုးဘူးလားအဲ့ကလေးတွေကထိုးတာလားလူကြီးတွေကထိုးတာလားခိုင်ချဲထိုးတော့ပေါက်တာများလားပါသွားတာများလားအဲ့ဒါကိုသူတို့ကသိတာလားမသိဘူးလားသိသိကြီးနဲ့ထိုးတာကလေးတွေလားလူကြီးတွေလားအရက်တောက်တာကောင်းလားမကောင်းဘူးလားအရက်ဆိုတာအားတဲ့လူတွေရက်လို့အားရက်ဘာလဲလဲအားတဲ့လူတွေသေရည်လို့လည်းခေါ်တယ်သေရည်အရက်ဆိုသေဆိုတာသေစေတတ်တဲ့အရင်မို့လို့သေရည်အားခေါ်လဲသေစေတတ်တဲ့အရင်မို့လို့အားတဲ့လူတွေရက်လို့သေရည်အရက်ဆိုတဲ့စကားလုံးရှိတယ်မဟုတ်လားအဲ့ဒါကိုကလေးတွေကခိုင်းသားလေးတို့ကအရက်မတော့ဖဲနဲ့50ကျော်လူကြီးတွေကအရက်တော့လည်းမတော့ဘူးလားအမေလေးတို့ကချဲမထိုးမဲ့အမေလေးတို့အမေကြီးတွေကမထိုးဘူးလားခိုင်းကလေးတွေကဆိုးလားလူကြီးတွေကဆိုးလားလူကြီးတွေကဆိုးတယ်လို့ပြောသူတို့ဘယ်ကြိုက်မလဲငါလူကြီးငါခမ်းမပြောနဲ့ငါစံအိတ်9အိတ်ကုန်မှနင်တို့လူရက်လိုက်ပြီးတိတ်ခမ်းကုန်မပြောနဲ့အဲ့လိုခိုင်းဘိုးမကြောက်လားကြလားဘုံဘုံကလေအသေးရဆုံးကလေကလေးတွေကိုလေတိတ်တိတ်ခုပြန်ပြောနေတိတ်ငိုတိတ်နင်ငါမကြောက်ဘူးလားတို့ကြီးရွယ်ပြီးတော့လေအဲ့လိုလုပ်တာမျိုးကြုံဘူးလားဟုတ်တယ်ခံနိုင်ဘူးဟုတ်တယ်ဘုံဘုံတော့ကလည်းအဲ့ဒါတိတ်မုန်းတာလေကိုရင်ကမွေးလာတဲ့ကိုကလေးကိုဒုတ်ကြီးကြိုက်ပြီးနင်ငါမကြောက်ဘူးလားလေဘိုကြတာအဲ့ဒါကိုသူတို့အခုဘိုကြခံနေရတာဟဲ့တနာတယ်အဲ့တော့အရက်တောက်နေတဲ့အဖေကိုအရက်ပလင်းရှေ့မှာချထားရင်အားလုံးသားတို့သမီးတို့ကြားဘူးပါတယ်လက်ဟုတ်ရှိအမြန်အောင်မလေးမဟုတ်ပြီးထိုင်ပါနဲ့ရက်လို့ပဲရှိပါလိုက်ဆိုဩဃာသကိုကြောမှာမဟုတ်ဘူးအဖေရက်သမားအရက်တောက်နေတော့သွားကြောရမှာဖေးလိမ္မာအောင်လို့အဖေးလိမ္မာအောင်လို့ကလေးတွေကပြန်တင်ရမှာဩဃာသအဖေရဲ့ရက်မတော့ပါနဲ့ဥချာငါဥပချနဲ့နော်မလေးငါအဖေရက်သမားမဟုတ်ဘူးဒါဆိုရင်သိပြီကို့အမေချဲထိုးရင်ဘလို့ဆုံးမမလဲသိလိုက်ပြီဩဃာသအမေရဲ့ဟာရပါဟေးဒါဆိုရင်ကြိမ်လုံးနဲ့အရိုက်ကျန်းတဲ့ဆရာမတွေရှိတယ်သွားဥချပြီးတော့ဩဃာသအဲ့ကဥပချတယ်လေဟိုဘက်လက်ဥချမှာပေါ့နင်တို့ရိုက်မဲ့စัจ जा တီဗီတွေကဟိုမှာဂိုင်းအေးတာပဲအခုတော့ကလေးရင်ကျဲလိမ့်မှာအသိပညာဘုဒ္ဓတာပွားဖို့တဲ့ဆရာမတွေနှိပ်ကွက်ဖို့ဖြစ်နေတာပြောရတာကဲဒါတို့သမီးတို့1ပြီးရင်လဲပြီးရင်6ဆိုမယ်အလောကကိုမှတ်ထားကိုင်း4ဆိုရမယ်ပညာတတ်ရင်လူတော်ကျင့်စာရိတ္တကောင်းရင်လူကောင်းလူတော်လည်းဖြစ်ပါစေလူကောင်းလည်းဖြစ်ပါစေ6ဒါပဲတွေ့တော့ဒါပဲတွေးတော့စာပဲတွေးတော့တော်ပြီโอเคခိုင်သားတို့သမီးတို့ကစာကြက်လို့ရှိရင်စာရခြင်းလားစာတွေမေ့ခြင်းလားစဉ်းစားတော့ဘုံဘုံကြည့်တာ
ဘုံဘုံက18နှစ်သားမှတနိုင်ငံလုံးနိုင်ငံတော်ဓမ္မစရိယဘွဲရတာသိလားကြွားတာမဟုတ်ဘူးနော်ဘုံဘုံအားကျလို့ရအောင်18နှစ်သားမှခက်လာပါရဲ့ဆိုတဲ့ဓမ္မစရိယဘွဲ18နှစ်သားကိုရင်လေးဘွားနဲ့ရအသက်25နှစ်မှာဘုံဘုံက9ဘွဲလောက်ရပြီးသားအသက်30လည်းပြီးတော့ဘုံဘုံက9ဘွဲရတခုဆို10ဘွဲရဒီမိနစ်က10ဘွဲလို့မထဲတာကနန်းရဘူးကြမှာဆိုမကောင်းဘူး10ဘွဲရမကောင်းဘူးအဲ့တော့သားတော်သမီးတို့မှတ်ထားဖို့ကဲပညာတတ်ရင်ကောင်းလားမကောင်းလားဘုံဘုံကစာတစ်ခေါက်ကျက်လို့ရှိရင်လေပါဠိစာအလွန်ခက်တဲ့ပါဠိစာကိုကျက်ရင်15ခေါက်ကျက်ရင်တစ်သလုံးမမေးတော့ကြည့်ဒီပရိန်ကိုကြည့်ထားတာမန်ပရိန်မြန်မှတ်မနေနဲ့ရွှေချထားဖို့ကောင်းတဲ့ပရိန်ဟာတနာတယ်စာကျက်ရင်ဒါ15ခေါက်မှကျက်ရတာတချင်းဆိုတစ်ခေါက်ထဲရတော်ကောင်းတဲ့ညာအဝီစီးသွားမဲ့ညာပိုကောင်းအဲ့တော့သားတို့သမီးတို့စာကျက်လို့ရှိရင်တချို့ကပြောတယ်စာတော့ကျက်ပါတယ်ဗျာတဲ့ဒါပေမဲ့ကျက်တော့ကျက်တယ်စာတွေကမရဘူးတဲ့သားတို့သမီးတို့စာကျက်လားမကျက်ဘူးလားကိုကျက်တဲ့လောက်ရတာလားမေ့သွားတာများလားဘာကြောင့်မေ့တယ်လဲဆိုတာကိုသားတို့သမီးတို့သိကြလားမသိကြဘူးလားဆိုတဲ့စာပဲတွေးတော့ဒါပဲစာရရင်ဘာပဲတွေးဘာပဲစဉ်းစားဒါဆိုရင်ဘာရမယ်ခုတော့စာအုပ်ကြီးတော့ရှေ့ထောင်ပြီးတော့မနကျက်တော့ကျက်ပါရဲ့မရဘူးဆိုတာစာပဲတွေးလို့လားမတွေးလို့လားစာပဲစဉ်းစားလို့လားမစဉ်းစားလို့လားစာပဲမတွေးစာပဲမစဉ်းစားရင်ဘာပဲတွေးဘာပဲစဉ်းစားဟုတ်တယ်ဒီရွယ်လေးတွေကဒါပဲတွေးသေးရလားစာရွယ်လေးကြည့်ပြီးတော့စာရွက်ထဲမှာစလုံးကိုစာမမြင်ဘူးသူ့မျက်နှာမြင်နေမောင်ကိုဒါပင်စိတ်ထဲကအသေးရောဥရောခင်စစ်တာမှန်ပင်ရွှေမြစ်တာရင်ငံပါပဲရှင်ခွိပါပါလောကမှာဥစ္စာကိုတယူတဲ့လူတွေကိုဥစ္စယူလို့ခေါ်တယ်။ဘာယူလဲ။ဥစ္စာကိုတယူရင်ယာရုကိုတယူရင်အာနာကိုတယူရင်လင်ကိုတယူရင်မယားကိုတယူရင်အေးရောအဲ့တော့တပည့်တို့အဲ့ဒီလိုအယူဖြစ်နေလို့ရှိရင်စာရမလားမရဘူးလားအဲ့လိုသိရတယ်ကိုသိရတယ်အဲ့တော့တပည့်တို့မှတ်ပညာဘယ်လောက်တတ်ဖို့အရေးကြီးလဲဆိုရင်ဒီကနေ့ကမ္ဘာမှာရှိနေတဲ့စင်ကာပူနိုင်ငံဆိုတာသူတက်လာပြီပေါ့လေ10တန်းကျောင်းသူတွေဆိုတော့ဘုံဘုံက4တန်းကျောင်းသားဆိုတော့6တန်းအောင်ငယ်တယ်ဆိုပြီးတော့စင်ကာပူဆိုတာကရင်ပေးရင်သေးတယ်ငါလကွမ်းနေမှာပဲပြောပြမလို့ချန်ကာပူရီလို့အပြည့်စုံတက္ကရာတန်နဲ့ရှိတယ်ပါဠိလိုတန်သီဟပူရပါတယ်လေသီဟပူရသေဟပူရသေဟဆိုတာချင်းသေးပူရဆိုတာမြို့တော်ဒါကြောင့်မလို့စင်ကာပူနိုင်ငံရဲ့တစိမ့်ကချင်းသေးကောင်းဟုတ်လားသေဟပူရချင်းသေးမြို့တော်ဘာလို့လဲဆိုတော့အဲ့ဒီစင်ကာပူနိုင်ငံကတကယ်တော့ဗုဒ္ဓဘာသာနိုင်ငံအရင်တော့ခုတော့ဘာသာရေးမိစ္ဆာဒိဋ္ဌိနိုင်ငံဖြစ်သွားပြီအဲ့တော့အဲ့ဒီစင်ကာပူနိုင်ငံမှာသေဟပူရကိုပါဠိလိုသေဟပူရကိုတက္ကရာတန်နဲ့ရေးလို့ရှိရင်စေဟပူရစေဟပူရကိုအင်္ဂလိပ်တန်နဲ့လက်တင်တန်နဲ့ပြောလိုက်လို့ရှိရင်ခြေဟပူရချန်ခပူချန်ခါပူရအဲ့လိုရေးတာအဲ့ဒါကိုစင်ကာပူလည်းမဟုတ်ဘူးစင်ကာပူလည်းမဟုတ်ဘူးမဟုတ်ပါဘူးဆိုမှဟုတ်ပါတယ်လားလို့တော့မဟုတ်ပါဘူးလို့ပြန်မူလဇင်းမြက်ကစားပြောနေတာကိုရုပ်လိုက်သမ်းပါပညာတတ်ကြီးပြောနေတာပါသေဟပူရဆိုတဲ့အဲ့ဒီထားပါတော့သူရဲ့
ချင်းတွေကိုဘုံဘုံပြောပြနေတာမဟုတ်ဘူးသူတို့နိုင်ငံမှာလူကြီးလေးရတကယ်စင်ကာပူနိုင်ငံသားကလူကြီး2 သန်းခွဲပဲရှိတယ်မူလတန်းကျောင်း220ရှိတယ်အလယ်တန်းကျောင်း140ကျောင်းကောလိပ်ပေါင်း14ကျောင်းနဲ့တက္ကသိုလ်ကြီး4ခုဒီကနေ့ဗမာနိုင်ငံသူနိုင်ငံသားတွေကလူကြီး54သန်းနဲ့သွားပြီးအဲ့စင်ကာပူတက္ကသိုလ်တွေသွားတက်တယ်ကြားဖို့တယ်မလားအေးအဲ့တော့စင်ကာပူနိုင်ငံမှာဘာကောင်းလဲဆိုတော့1စာရိတ္တကောင်းတယ်2ကျမ်းမာရေးကောင်းတယ်3ဘာသာစကားကောင်းတယ်ဘယ်နှမျိုးလဲပြောစာရိတ္တကောင်းတယ်ကျမ်းမာရေးကောင်းတယ်အဲ့တော့စင်ကာပူနိုင်ငံကြီးကဘယ်လိုလဲဆိုတော့သားတော်သမီးတို့ကြည့်တာပင်လယ်ကြီးထဲမှာကြောက်တုံးလေးနဲ့ကျွန်းနိုင်ငံလေးဖြစ်တယ်ရေလေကောင်းတောင်ထွန်းဟုတ်လားအဲ့ဒါကိုဘာရေးထဲမှာရွှေညံရှင်တွေနဲ့တွေ့နေသေးတယ်ဟုတ်ပါညံကြီးရှင်တွေရဲ့စေးလည်းပေါင်းတောင်ထုံးနတ်သမီးနေတဲ့အဲ့ဒီကျွန်းကလေးလိုဖြစ်နေတဲ့ကျွန်းပေါ်မှာလေကြောက်တုံးတွေကြီးပဲရှိတဲ့အတွက်ကြောင့်တဲ့လည်းမပေါက်ဘူးဝါလည်းမပေါက်ဘူးရေတောင်မှသူများနိုင်ငံကဝယ်တော့လာတာပင်လယ်ထဲဆိုတော့ဒါသာတော့သမီးတို့သိပြီးသားအဲ့တော့စင်ကာပူနိုင်ငံကြီးကိုချမ်းသာတဲ့ကမ္ဘာနိုင်ငံကြီးဖြစ်အောင်ဘယ်လိုလုပ်မလဲလို့သမ္မတကြီးလီကွမ်းယူကစဉ်းစားလိုက်တဲ့အခါကျတော့ငါနိုင်ငံကတယံဇာတကြောက်မြဲ့ရတနာလည်းမထွက်ကျွန်းတဲ့လည်းမထွက်ရေနံလည်းမထွက်ဘာမှမထွက်ဘူးစင်ကာပူနိုင်ငံကဘာထွက်လဲရောစမ်းမှာဘာထွက်လဲထွက်တာတစ်ခုပဲရှိတယ်ဘာထွက်လဲဆိုတော့လူပဲထွက်ဘာပဲထွက်လဲအဲ့တော့လူတွေကိုရောင်းကုန်ပစ္စည်းလုပ်လို့ရအောင်ငါလုပ်မယ်လူတွေကို marketing promotion လုပ်မယ်ဆိုပြီးတော့လူတွေကိုပေါ်လစ်တင်လိုက်ဘာပေါ်လစ်တင်တက်သားတုံးလေးတုံးရှိတယ်ဆိုကြပါစို့သားတော်သမီးတို့ကြည့်အဲ့ဒီတက်သားတုံးလေးကိုအတုံးလိုက်ကြီးရောင်းရင်ဘာဈေးရမှာလဲအဲ့ဒါလေးကိုဒီကနေပြီးတော့တစ်တုံးကြီးတုံးပို့လိုက်ကိုတရုတ်ပြည်ကအဲ့ဒါလေးကိုခွဲပြီးသွားကြထိုးတန်းဆိုပြန်ရောက်လာဒီကနေအာလူတွေအလုံးလိုက်ပို့လိုက်ရောဟိုတရုတ်ပြည်ကအာလူကျော်ဆိုပြန်ရောက်လာရောဟုတ်တယ်မလားအကျန်းတယ်နဲ့အနုတယ်ရောင်းလို့ရှိရင်ပို့ပြီးတော့ရောင်းလို့မရဘူးလားဘာလို့လဲဗရိန်ကောင်းဖို့လို့လေဗရိန်ဒါတော့သမီးတို့ကဗရိန်အကောင်းနေလားအပြက်တွေလားအကောင်းနေလားမကောင်းတော့ကောင်းနေလားဒါပေမဲ့အသစ်ချက်ချွတ်တွေဖြစ်လွန်အားကြီးတော့မသုံးရသေးတော့သုံးလို့ရအောင်ချောစီလေးတွေထဲဖို့လိုသေးတယ်ဒါကြောင့်ဘုံမလာပြောပြတာအဲ့တော့စင်ကာပူနိုင်ငံမှာလီကွမ်းယူကစဉ်းစားတယ်ငါတို့နိုင်ငံဘာထွက်လဲဘာမှမထွက်ဘူးလူပဲထွက်တဲ့နိုင်ငံအဲ့လူတွေကို polish တင်လိုက်မယ်စဉ်းစားဟိလူတွေကိုဘာတင်လဲစဉ်းစားသားတို့သမီးတို့ရေးကြည့်တာပြောတော့မယ်နော်အဲ့တော့လူတွေကို polish ဘယ်လိုတင်မလဲဆိုတော့1အကျင့်စာရိတ္တကောင်းတဲ့လူ2ကျမ်းမာရေးကောင်းတဲ့လူ3ဘာသာစကားအနည်းဆုံး5မျိုးတက်တဲ့ကျောင်းသားကျောင်းသူတိုင်းအနည်းဆုံးဘာသာစကား5မျိုးတက်တယ်ခုတော့သားတို့သမီးတို့ဖြစ်နေတာကသေစအစ္စဧဘုခBOYအောင်မလေးဟဲ့ BOY ဘွိုင်းလားဘောအီလားအဲ့ထဲကတိလိုက်ပါပြီငတုံးလားငချွန်လားလို့စားတော့ဆိုင်ကိုဘယ်လိုရေးလဲလာဟေးတယ်ဒီနေ့ငါချဲပေါက်တယ်တဲ့ရက်စတော်တင်သွားဟုတ်လား restaurant ဆိုတဲ့စကားလုံးကို restaurant ဆိုတဲ့စကားလုံးကိုပြအောင်မပြောနဲ့ရက်စတော်ရင်အဲ့တော့အဲ့လူတွေကိုသမဏကြီးလေကိုင်းက polish တင်လိုက်တဲ့အခါကျတော့လူတွေဟာတာမန်လူတွေမဖြစ်တော့ဘူးဆိုတော့ဇပွဲကုံလေးရှိတယ်အဲ့ဒီဇပွဲကုံလေးကိုအကျန်းရောင်းရင်မှမရဘူးအဲ့တော့ဇပွဲကုံလေးဘာလုပ်လဲ polish တင်ဒါတော့သမီးတို့ပညာသင်နေတယ်ဆိုတာပညာတတ်အောင်လုပ်နေတယ်ဆိုတာလူကို polish တင်တာရေးကြည့်တယ်နော်ဖုံဖုံကိုကြည့်မောကြည့်ကိုဝဲရဆရာတော်လို့အလကားရေးထားတာမဟုတ်ဘူးဘာလို့ထားလဲဘုန်းကြီးကို polish တင်ထားတာ polish လို့မပြောပါနောက်ကရှာတန်လေးထဲပြောပါဦးရေးတယ်ဘယ်ကမလုပ်တယ်ဟောအကလေးတွေသိထွက်ကုန်မယ်ဟောရှိတဲ့ကို polish တင်မလို့လားအရေးသွေးတွေတောက်ပြောင်လာအောင်ဒါတော့သမီးတို့ဘသူကခိုင်းမခိုင်းကိုဘာသာကိုလုပ်ဖို့မလိုဘူးလားရေးကြည့်တယ်အဲ့ဒါဒီကနေ့တော့ရှေ့တောင်အရှာမှာကြားနိုင်ငံကြီးဖြစ်ပြီးတော့စင်ကာပူနိုင်ငံတတိယရွယ်နိုင်ငံကြီးဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့လူကို polish တင်လို့ဘာနဲ့တင်မလဲဆိုတော့ပညာနဲ့တင်အောင်ဘာနဲ့တင်မလဲပညာ
ရေးကြီးလို့ပြောတာပါသားတော်သမီးတို့သင်ခြင်းသည်ဖြစ်စေမသင်ခြင်းသည်ဖြစ်စေပညာကတော့သင်ကိုသင်ရမှာပါပဲအဲ့ဒါဘာလို့နေတာလဲ polish မကြီးဘုံဘုံကြည့်သားတော်သမီးတို့အစိုးတော်တွေသားတော်သမီးတို့လည်းတချင်းဆိုတတ်တာပဲဆိုင်ဆိုင်ခန်းလိုက်လေတချင်းဆိုတတ်တာပဲသားတော်သမီးတို့ဆိုရင်ပတ်စံမရဘူးဆိုင်ဆိုင်ခန်းလိုက်ဆိုရင်တင်ညာတဲ့သိန်း2000ဟုတ်တယ်မလားဟုတ်တယ်လေကို polish တင်လိုက်ဒါပဲဟုတ်တယ်မလားလေကို polish တင်ရမရဘူးလားသူများတင်လည်းမပြောတတ်ဘာစက်မိဆက်ရကွစီကွာစာအဲ့ဒါလည်းသိန်း2000မြတ်တာပဲဒါတော့သမီးတို့အပေါက်ဝမှာပြောပြတာသူများတင်လည်းမပြောတတ်ဘာစက်မိဆက်ရကွစီကွာစာပြောကြည့်ပါလားဟိုကဆီယမကပြောင်းစက်ကြဒေဝီသာမိတော်မှာပေါ့အဲ့တော့လေကိုဘာလို့ရမလဲအရေးကြီးတယ်ဒါတော့သမီးတို့ဘုံဘုံကြီးဘုံဘုံကနိုင်ငံကျော်ဓမ္မခရိကဘုံဘုံကိုတရားဝဲပြင့်ကျင်တဲ့ဘုံလူတွေဟာအနည်းဆုံးဘုံဘုံရဲ့အခုလိုပြောပြတာကိုတဏှာကြီးလောက်နားထောင်ကျင်လူတွေကအနည်းဆုံး3 သိန်းကနေ5 သိန်းကြားတဲ့ဘုံဘုံကိုဘာညာလူရတယ်ဒါတော့သမီးတို့ဘုံဘုံက free ဟာချစ်လွန်လွန်မှတ်ပါစဉ်းစားတော့ဒါတော့သမီးတို့အဲ့ဒါဘုံဘုံကလည်းပညာတွေကိုသင်တယ်ဘိုက်ထဲမှာပညာတွေရင်ဘတ်ထဲမှာပညာတွေခေါင်းထဲမှာပညာတွေအဲ့ဒီမစံမပြည့်ပညာတွေရောက်ပေါက်ထွက်မှာဆိုလို့လေဘိုက်တော့ကျိုးနဲ့ချီထားပညာတွေပေါက်ထွက်မှာဆိုလို့အဲ့ဒီပညာတွေကိုဘုံဘုံကဘလို့ပုံစံနဲ့ကုံရောပြန်ထုတ်လဲဆိုတော့လေတွေကို polish တင်လိုက်ယောဇိနောနေကသာတိယံသာဗုဒ္ဓဒါရမေဃဇေဝိတံပိဘောရိပေမတောအလကမာနသောဓာတိယေဝအဋ္ဌိကတပေ5 သိန်းလေကိုဘာလုပ်လိုက်တာလဲဟာဘုံဘုံရွယ်မို့လို့ဘုံဘုံရဲ့ဆရာဖြစ်တဲ့ဆရာတော်ကြီးတွေကျတော့ပေးသိန်း200တင်ညာတနာယူသိန်း200တိတ်ခိုင်တဏှာယိုသိန်း200ရမယ်ဆိုလိုချင်လားမလိုချင်ဘူးလားအဲ့ဒါဆိုလို့ရင်လူကိုဘာလုပ်ထားလူကိုလည်း polish တင်ပါလေကိုလည်း polish brain ကိုလည်းပညာကိုဒါတော့သမီးတို့သင်ခြင်းသည်ဖြစ်စေမသင်ခြင်းသည်ဖြစ်စေသင်ကိုဆရာမကိုကြောက်လို့စာကြက်တာလားကိုယ့်ဘာသာကိုကြက်တာလားဒါတော့သမီးတို့စကားတစ်ခုစာတစ်ခုပြောပြမယ်အားလုံးနံပါတ်14ကိုကြည့်လိုက်ဆိုမယ်ခေါင်းဟာအမိုက်ပုံမဟုတ်ခေါင်းထဲကိုမိုက်တယ်မထဲနဲ့ဆို3ကဆိုခေါင်းဟာနောက်တစ်ခါဒါတော့သမီးတို့ဒီမှာကြည့်ဘုံဘုံကြည့်ဒီခေါင်းဟာအမိုက်ပုံဟုတ်ရဲ့လားဒါတော့သမီးတို့ပညာသင်နေတဲ့အရွယ်မှာဒီခေါင်းထဲကိုအမိုက်တွေမထဲနဲ့ပညာကလွဲရင်ကျန်တာတွေကအမိုက်တွေရွယ်ပုံမြင်လေးတစ်ပုဒ်ပြောပြရှင်းတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့ဘရစ်စတန်ရပ်ကွက်ရဲ့လမ်းတောင်မှာခေါင်းခဏဆရာကြီးတယောက်ရှိတယ်လက်ခဏမဟုတ်ဘူးဘာခဏလဲဘုံဘုံတို့စကိုင်းမှာဘယ်ဆရာမတယောက်ရှိတယ်သူကခြေခဏတဲ့ကြားဘူးလားရှိတယ်ဒါတော့သမီးတို့နော်လက်ကိုကြည့်တော့လက်ခဏခြေထောက်ကိုကြည့်တော့ခြေခဏခေါင်းကိုကြည့်တော့လူတယောက်ဆင်းရလိုက်တာသူ့နာမည်က Herbert Stanley Morrison Herbert Stanley Morrison ဆိုတဲ့ပုဂ္ဂိုလ်ကဆင်းရဲတော့ပတ်စံလေး9 ပဲနိခုလို့ဆို5 ချက်လောက်ပေါ့ကိုင်းပြီးသွားနေတော့လမ်းတောင်မှာသူတို့အင်္ဂလန်ပြည်မှာကအဲ့လိုလမ်းစုံလမ်းမှာလမ်းလေးကမှတို့ထင်းရှူးပုံးလေးတွေနဲ့လေထင်းရှူးတက်တာလေးရအဲ့တက်တာလေးပေါ်မှာမတက်ရပြီဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့ခေါင်းကနာဆရာကြီးဖြစ်ပါတယ်ခင်ဗျာဆိုဂျစ်ပစီလူမျိုးတယောက်ကအဲ့ဒီလိုပြောတဲ့အခါကျတော့ကဲလေဒီပစ္စံ5 ချက်ငါမဟုတ်ဝယ်စားကုံသွားမယ်ဟာငါဘဝငါအကြောင်းငါပဲလို့ဖြစ်ရင်ကောင်းမလဲလို့အဲ့ဒါသွားပြီးတော့ခေါင်းကနာဆရာကြီးရှိမှခေါင်းကိုသွားထိုးပေးလိုက်ဘာထိုးပေးလဲဒါတော့သမီးတို့လက္ခဏာဆရာရှိသွားရင်သမီးလေးတို့ဖျားသွားရင်လေလက္ခဏာသွားကြည့်တယ်လို့ပေါ့နော်ဆရာရဲ့သမီးကိုလက္ခဏာကြည့်ပေးပါနော်ခိုင်းသားတို့နဲ့သမီးတို့နဲ့ဘယ်လူကပေါ်ပြီးလက္ခဏာဘေးရင်ကိုယုံလဲမင်္ဂလေးတွေကပေါ်ယုံတာငါအားတယ်ဆရာရဲ့သမီးကိုလက္ခဏာကြည့်ပေးပါနော်ဟောလက္ခဏာဆရာကလက်လေးကိုင်းပို့တာဆရာရဲ့ကောင်းလားဟင်ကောင်းတယ်ဘာကောင်းတာလဲဆရာကိုင်းလို့ကောင်းတယ်ပတ်စံလည်းပေးရသေးတယ်အကိုင်းလည်းခံရသေးတယ်ကောင်းလားမကြည့်နဲ့ဘယ်နေမှာလို့ကြည့်ရမလားအယူထ
လက္ခဏာဘာလို့ကြည့်ရမလဲကိုလုံးမှာကိုရတဲ့လောကကြီးမှာသူများမေးစရာလိုသေးလားမတုံးနေသူများလိန်စားတာခံရတဲ့လူတွေဟုတ်လားသနာစရာကောင်းတာအဲ့တော့အဲ့ဒီ Harvest တင်လေမော်ရီစင်ဆိုတဲ့လူကြီးကခေါင်းကနာစရာကြီးမှာခေါင်းကြီးသွားပေးတော့ဟိုလူကခေါင်းကြီးကိုတိမ့်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 ခောက်ပြီးတော့ဟဲကောင်မော်ရီစင်မင်းကောင်းကတာမင်ညကောင်းမဟုတ်ဘူးကွာမင်းကောင်းကတကယ်ပြည့်နေတဲ့တကယ်ကောင်းဒါကြောင့်မလို့မင်းကောင်းလေးကိုအမိုက်တွေမထဲနဲ့ဘာတွေမထဲနဲ့အဲ့လိုအမိုက်တွေမထဲနဲ့ဆိုတော့ဟာဟုတ်ပြီဆိုပြီးတော့9နှစ်တော့ကာလပတ်လုံးနေရောညပါစ조사ပြီးတော့မှသူပညာတွေသင်သောအခါဒုတိယကမ္ဘာစစ်ကြီးအတွင်းပြည်ထဲရေးဝန်ကြီးဖြစ်တဲ့အင်္ဂလန်နိုင်ငံမှာဘာဖြစ်တာလဲအဲ့ဒါသူ့ကောင်းတဲ့ကိုအမိုက်တွေထဲလို့လားပညာတွေထဲလို့လားအဲ့ဒီHarvest တင်လေမော်ရီစင်ဆိုတဲ့လူဟာခေါင်းထဲကိုသားတော်သမီးတို့ပညာတွေထဲလို့လားအမိုက်တွေထဲလို့လားသားတော်သမီးတို့ကလည်းပဲခုလိုပဲခုချိန်မှာပညာတွေခေါင်းထဲထဲတိုင်းနောက်9နှစ်10နှစ်ခန့်ကြာတော့အခါလူတော်လူကောင်းအာဇာနည်သူရဲကောင်းတွေမဖြစ်နိုင်ဘူးလားအရေးကြီးတယ်ပါလေသားတော်သမီးတို့ဖုံဖုံတို့လည်းလွန်ခဲ့တဲ့15နှစ်20လောက်ကသားတော်သမီးတို့လည်းပဲဒီလိုကျောင်းလေးတွေမှာနေခဲ့တာပါဖုံဖုံကတော်တာဟိုးရန်ကုန်အင်းစိန်ဟိုဘက်ကနောက်ပိုင်းတက္ကသိုလ်ဘေးနားကဇာတိရွာကဖုံဖုံရဲ့ဇာတိရွာပဲမွန်းတို့ဇာတိရွာကလှမ်းကြည့်လိုက်ရင်ရွှေဒဂုံဘုရားကိုမြင်ရတယ်အဲ့လိုနေမျိုးကနေပြီးတော့နေလာပြီးတော့ဒီကနေ့နိုင်ငံတော်မှာသားတော်သမီးတို့ပညာတတ်တယောက်နဲ့သာသနာပြုနိုင်တဲ့ဘုန်းကြီးဘဝရောက်လာတာဘာလို့လို့လဲဆိုတော့ခေါင်းထဲကိုဘာတွေထည့်တာလားအမိုက်တွေထည့်တာလားပညာတွေထည့်တာလားဘာညာကွိစီကွာစာတွေသားတော်သမီးတို့မထည့်နဲ့ဟုတ်လားကောင်းလေးတွေကတော့သားတော်သမီးတို့ညာမှာပဲနင့်မျက်လုံးလေးကသမင်မမျက်လုံးလေးကျနေတာသွားလိုက်လို့ရှိရင်စင်မရင်သားလေးမင်းပြေးလိုက်လို့ရှိရင်ငါမျက်လုံးနဲ့ဒေါင်းမလေးကနေတယ်လို့ပဲမင်းနဲ့တခါမျက်လုံးစုံပြီးတွေကငါမှစပယ်ကြီးငွေအညှို့ခံရတယ်လို့မလုံနိုင်တော့အဲ့တော့ကမလေးကဟေးသမင်ဆိုတာလူလားတရိစ္ဆာန်လားစပယ်ကြီးငွေအောင်လူလားတရိစ္ဆာန်လားဟဲ့တရိစ္ဆာန်မတွေလို့ပြောရမရောက်ဘူးလားကဲကျင်နေအောင်မလားနောက်ဆိုကျင်နေအောင်မလားအဲ့ဒါသမီးတို့တရိစ္ဆာန်မတွေလို့သူတို့ပြောနေတာအဲ့ဒီကောင်တွေမယုံနဲ့ဟုတ်လားသားတော်သမီးတို့အားလုံးလိုက်ဆိုကြမယ်ဖြစ်ချင်တာကစန္ဒဖြစ်နေတာကဘဝဖြစ်နိုင်တာကစဆိုဖြစ်ချင်တာကဘာလဲဆရာဝန်ကြီးတွေရဲ့အင်ဂျင်နီယာကြီးတွေရဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟဲ့ဖြစ်ချင်ဘူးလားဖြစ်ချင်တာကခုလောလောဆယ်သားတော်သမီးတို့ဆရာဝန်ကြီးတွေဖြစ်နေတာလားကျောင်းသူတွေကျောင်းသားတွေဖြစ်နေတာလားကျောင်းသူကျောင်းသားဖြစ်နေရင်ကျောင်းသူကျောင်းသားဖြစ်နေတဲ့ဘဝမှာကျင့်နေပြီးကိုယ့်လို့ကိုယ်လို့ပါဟုတ်လားအဲ့ဆိုရင်လူဆိုသမ်းမှာလူလိုနေဘုန်းကြီးလိုနေကျောင်းသားလိုနေပြောစမ်းလူကဲကျောင်းသားတွေကဘာအညောင်းထောင်ခြင်းသေးတော့ဘယ်လိုနေခြင်းသေးတော့ကျောင်းသားဘယ်လိုနေရမလဲဒါပဲပညာသင်ရမယ့်ရမှာပညာပဲသင်ဘာညာကွိစီကွာစအမိုက်တွေထဲမနေနဲ့အမိုက်တွေထဲရင်လမ်းပိနာသရောင်းသားတာဖြစ်မှာပဲအလိန်နာတော့အုတ်ကြမြက်ပေါက်တက်တိုင်သေးပေါက်နှုတ်စုပ်ကုန်းစုပ်အောက်တန်းစားနောက်တန်းစားကူလီဟုတ်လားအဲ့လိုပွားပြီးမှသားတို့ကလေးကချေနံပါတ်19အရေးကြီးတာကရေးမကြီးတာတွေကိုအရေးတကြီးနှလုံးမိဖို့ပဲအရေးကြီးတယ်ပြောအရေးမကြီးတာတွေကိုအရေးတကြီးမလုပ်ပါနဲ့မှန်တာနော်အရေးကြီးတဲ့ဘိုင်းနေရောက်လာပြီနော်သားတော်သမီးတို့ပညာရေးကလွဲရင်ကျန်တာတွေကအရေးကြီးတယ်လားမကြီးဘူးလားမကြီးပါဘူးဆိုပြီးစာအုပ်ကြားထဲမှာဆွဲတော်ရက်ကလေးညက်ထားမနေနဲ့ဟုတ်လား
ကောင်မလေးတွေစာအုပ်ကြားထဲမှာအရေးကြီးတဲ့စာမကြပဲနဲ့ဆွဲတော်ရွက်ကလေးညှက်ထားရင်ဘာယူလဲပြောလိုက်စမ်းပါမင်းတို့ကောင်ကြီးဘာယူလဲသားတို့ကလည်းပဲစာအုပ်ကြားထဲမှာစာမကြက်ဖဲနဲ့ဆွဲတော်ရွက်ကလေးများညှက်ထားရင်သားတို့လည်းဘာယူလဲအေးရောအဲ့တော့သားတို့သမီးတို့အဲ့လိုအယူထနေကြလို့ရှိရင်ပညာတက်မှလားမတက်ဘူးလားယူမနေနဲ့ဟုတ်လားအဲ့တော့သားတို့သမီးတို့မှာနံပါတ်20အသေးမွားတွေကိုပြန်စို့အသေးမွားတွေကိုဘာမှမဟုတ်တဲ့ပညာရေးကလွဲမိမိရဲ့ဘဝတိုးတက်ရေးကလွဲလို့ကျန်တာတွေကကြီးမားတာတွေလားအသေးမွားတွေလားအသေးမွားတွေကိုဘေးထားလိုက်စမ်းပါအသေးမွားတွေကိုဘေးမထားဘဲနဲ့အရေးထားလိုက်ရင်ကာဟုတ်တယ်မလားပညာမတက်ဘာမတက်နဲ့အဲ့ဒါသူများရှိမှကုလီထန်းစားနှုတ်ဆုပ်ကုန်းဆုပ်ဘဝနဲ့သိရလိမ့်မယ်ဗျာချစ်လို့ပြောတယ်မပါဒီကနေ့သားတို့သမီးတို့ပြောတာဘုံဘုံပြောခဲ့တာဒသနာဘယ်နှခုလဲစာကြောင်းဘယ်နှခုလဲ1ရက်4ရက်6ရက်14ရက်15ရက်18ရက်19ရက်20ရက်ဘာတွေလဲဟဲ့ဘယ်နှမျိုးလဲဘယ်နှကြောင်းလဲခိုင်းသားတို့သမီးတို့ဘုံပြောချင်တာတွေကတော့အများကြီးပဲအချိန်ကတဏှာကြီးတိတိစီတော့သားတို့သမီးတို့လည်းညောင်းရှာရောမယ်နောက်ကြုံမဆက်ပြောကြတာပေါ့စာရွက်ကိုင်းမယ်ခိုင်းဆိုသာသာတို့ကမဆိုးပါသမီးတို့ကမဆိုးပါခလေးဆိုတာနားမလဲတာနားမလဲသေးတာပြောပြပါနားလဲသွားအောင်ပြောပြပါပြန်ဆိုသာသာတို့ကမဆိုးပါနားမလဲသေးတာပြောပြပါနားလဲသွားအောင်ပြောပြပါအဲ့လိုလုပ်ပါမလေးဘယ်နှခါဦးတင်မရဘူးဟဲ့တော်ပြီကျဆိုသာသာတို့ကမဆိုးပါသမီးတို့ကမဆိုးပါခလေးဆိုတာနားမလဲတာနားမလဲသေးတာပြောပြပါနားလဲသွားအောင်ပြောပြပါအဲဆိုကြကိုကြိုက်တာပညာတတ်ရင်လူတော်ဤကဲ့သို့ဘုရားတရားသံဃာမိဘဆရာနန္ဒောနန္ဒ၅ပါးတို့၏မေတ္တာရောက်မှာကြည်ပြင်းကြကုန်သောသားတော်သမီးတို့သည်မြို့ဘာသာသာသနာ၏အကျိုးကိုဆောင်ရွက်နိုင်ကြကုန်သောယောက်ျားကောင်အာဇာနည်မိန်းမပြတ်အာဇာနည်များဖြစ်ကြကုန်လျက်ကိုမျိုးနဲ့ကိုဘာသာကိုသာသနာနဲ့ကိုလူမျိုးကိုကြီးပွားအောင်တိုးတက်အောင်ဆောင်ရွက်နိုင်ရတဲ့သားကောင်းများသမီးကောင်းများဖြစ်နိုင်ကြပါစေဗျာThank you.